ကောင်းစံဆွေရကြောင်းတော့ဖို့ချိန်ရောက်ပြီ မစ်စကိုဖြစ်ပြီ ကျွန်တော်လည်း ready ပဲပြီ အဆင် ready ဖြစ်ပြီဆိုတာအားလုံးစတာမှရအောင်လေ သမီးတော်သားတော်တချင်တော်ဘုရားဓမ္မတော်တွေအာမင် မိမရေဖျားเจ้าနောက်ကြတော့မယ် ဖေဖေတမိခဏပြောင်းနေ မြားဖက်အမြဲပြောင်းနေရပဲ ဒီနေ့ကနေပဲခုံအောက်မှာထားတာလေ ကဲလူဆောင်ပြီဆိုတော့ကြမယ်လေ And collected by Rice, who's going to have a crack, and he's going to score! 2 minutes and 16 seconds! တိုင်းလုံးနောက်ညီးညာပဲဒီနေ့စနေတော့ဖျားကြောင်မသွားကြဘူးလား Second goal for England. တော်ပြီလေကွာဘလုံးဝဲလွတ်တော့မှာပေါ့သွားတော့လေ Collected by Rice, who's going to have a crack, and he's going to score! 2 minutes and 16 ဒါလည်းဂိမ်းဆော့ရအောင်ကြွားချင်ဦးနေ မင်းရတယ်တော့ကြည့်နေမှာသွားချင်ဘူး in from Rice. နေရတယ် Richard နဲ့တင်တော့စစ်စင်ထားပြီးသွားယူသွားအောင် John ဒီနေ့ Saturday ထားတော့ John အမေကလည်းထားတဲ့လေးကိုအိမ်အောင် မေးတပည့်ရရှိကြည့်လို့သွားရမယ်နော်အေး ဒီနေ့စစ်စစ်တင်ပေးမယ့်သင်ခန်းစာကမိဘတွေကိုဘယ်လိုချစ်ရမလဲဆိုတာကိုသင်ပြပေးပါမယ် စစ်စစ်မိဘတွေကိုစစ်စင်းအောင်လုပ်ရင်ဖျားခင်ဝင်နေမလား ဟုတ်တယ်သမီး စစ်စစ်ဒါဆိုမိဘတွေဘယ်လိုချစ်ပြအောင်လဲ မိဘတွေကိုဘယ်လိုချစ်ပြရမှာလဲဆိုရင်သူတို့ရဲ့စကားကိုနားထောင်မယ်သူတို့ကိုကိုငင်မယ်သူတို့အတွက်ဆွတ်တောင်းပေးမယ်အဲ့တုံးချက်လုပ်ပြီးအဆင်ပြေပါလေနော် ငါအမေကိုရမ်းချစ်တယ်ဒါဆိုအိမ်အလုပ်လုပ်လားမလုပ်ဘူးဒါဆိုချစ်တာတင်သားတယ်ချစ်တာလုံးသားရမှာအလုပ်ကလက်ထဲပါ ဟိုဒီနေ့ဆက်ဆက်နဲ့ဖာတဲ့တင်တာတကယ်ကောင်းတယ်နော် ဒီလေဒီနေ့ဆိုင်မေကိုညီတော့မလို့ ငါလည်းအမေကို surprise တိုက်မယ် အဆောင်တော်ရဲ့အိမ်မှာလည်းဆိုင်စီလာအောင် တကယ်လို့မှဒိတ်ပဲရှိမှာနော် ဒါပေါ့ ဟာမေရပါတယ်ဒါလေးပြမယ်မေရတယ် ဒီရရဲ့စစ်ပေးမယ် အဲဒီနေ့ဘာဖြစ်နေရလဲ သားနဲ့သမီးတွေလည်းတိတက်လာပြီပဲ ခြေလေးတစ်ခွက်လောက်လောက်ကြပါအောင်ကွာ ဟာခဏနေရော ဒီကလည်းဒီနေ့ရော ဒီနေ့ချမလိုက်ခပ်ပေးတော့ သားတို့သမီးတို့မိဘတွေဟာဖျားခင်ပေးတဲ့လက်ဆောင်ဖြစ်တယ်ဒီကြောင့်မို့အိမ်မှာမိဘရဲ့စကားတွေနားထောင်ရမယ်မိဘရဲ့အလုပ်တွေကိုဝိုင်းကူရမယ်အခုမိဘအလုပ်တွေဝိုင်းကြတဲ့လူရှိတာနောက်တစ်ခုကမိဘရဲ့စကားကိုနားထောင်တဲ့လူရှိတာ ဒီလိုစစ်စစ်မှာဒီဘက်တော့ဒီတော့ပေါ်လာတယ်ရှိတယ်ပေါ့နော်။အဲ့ဒါစစ်စစ်ဆိုတော့နောက်ပြီး parents day မှာလည်းဒီလိုvideo communication တစ်ခုလို့ရှိရတာ family ကိုမိသားစုတွေနဲ့ video communication တစ်ခုရှိတယ်။အဲ့မှာအချင်းကချက်ကတော့ဒီမိသားစုမှာဘာလို့ရှိနေလဲကွာမိဘတို့လို့ရှိတယ်ဒါနဲ့ကြောင့်မိသားစုကိုချစ်တဲ့ရှိတယ်တော့ပြသနိုင်ပေါ့။တိုင်းရောက်တော့အဲ့ဒါလေးကို sales မှာဒီတော့အဲ့ဒီကိုလေးကိုရတယ်နော်ပေါ့ရှင်ပြရပါတယ် အကိုတို့မိသားစုလည်းဝင်ပြန်မလို့ဆွေ ငါတို့လည်းဝင်ကြိုင်ကြရအောင် အားလုံးကိုလုပ်ပါနော် Thank you ဆက်ဆက် မေကနီးကင်းချက်
အော်ရအဲ့ဒီတစ်ချက် မဲစားမြသွားပြီသမီးရေ ဟာဒီနေ့ရေမြများသားတော့မနဲ့တူတယ် โอเคโอเคရပြီရပြီရပြီ နေမိပေးရမလား အော်ကောင်းတာဝင်ရေ thank you ပါငါတကယ်ခုလိုဖိတ်ပေးရဟဲ့ဘာဖြစ်လို့တော့တမျိုးဖျားကြောင်းမှာပြန်ကိုရှိတယ်အော်အဲ့ဒါမျိုး ငါတို့ဒီဗီဒီယိုကွန်ပီတီရှင်ကိုအနိုင်ယူရမယ် ဟုတ်တယ်ငါတို့ဗီဒီယိုကောင်းကောင်းရနိုင်လားဘာဗီဒီယိုလဲမင်းနဲ့မေဒီကနေပဲခဏနေပြီနော် ဒီမေဒါတစ်ပြည့်ကိုရမ်းချစ်တယ် သမီးတို့လည်းမေကိုရမ်းချစ်တယ် ဟာဒီမေထူးထူးဆက်ဆက်မှလား ဟဲ့ပြောလိုက်တာနော် โอเคရပြီခဏပို့လိုက်မယ် ကဲအခုပဲကြာလိုက်တော့ โอเคโอเค မေဒီလိုလားဒီလား ဒီလာလေဝဲ ဟဲဘာဖြစ်နေရလဲ ခဏလေးပါမေရဲ့ မေဒီယိုကြည့် ပြောင်းတော့မေ ရလေပြုံးလေ ခေမေအသေးပုံလို့လိုက်အသေးပုံလေးအသေးပုံ ပုံစံ အသေးပုံလို့လိုက် ရပြီ ကဲပြီးပြီ ရပြီ ဟာလုံးနေကြရလဲ ဖျားเจ้า competition အတွက်ပါမေရဲ့ ကိစ္စလေးရှိလို့ မေမသိပါဘူးမေရဲ့ အော်တားတို့သမီးတို့အရင်တစ်ပတ်က parents ရဲ့အတွက်စစ်စစ်ပြောထားတဲ့ video clip file လေးတွေပေါ့နော်အဲ့ဒါရိုက်ပြီးကြပြီလား လိုခံစားရလဲဆိုတော့ကျွန်တော်တို့ဒီစစ်စစ်ပေးလိုက်တဲ့ပြိုင်ပွဲဟာဆိုလို့ရှိရင်ကျွန်တော်တို့မောင်နှမနှစ်ယောက်ချာကပို့ပြီးတော့စီလုံးတာကိုလည်းတွေ့ရှိလာရတယ်ပြီးတော့အထူးသဖြင့်ဘာဖြစ်လဲဆိုတော့မိဘတွေကဆိုလို့ရှိရင်အသက်အရွယ်ရောက်လာတဲ့အများသူတို့ရဲ့ကျမတွေကဆိုပို့ပြီးတော့ဆိုရလာတယ်အဲကြောင့်မို့တာသမီတွေမကူညီနိုင်လို့ရှိရင်သူတို့အနေနဲ့လည်းဘာမှတိတ်ပြီးတော့မလုပ်နိုင်ဘူးအလုပ်တွေကိုပြင်းပြမပြီးစီးနိုင်အောင်သိရှိလာကြမို့သူတို့ပြိုင်ပွဲလောက်ရချင်းအဖြစ်ကျွန်တော်တို့ဒီမိဘတွေရဲ့လိုအပ်ချက်တွေကိုကျွန်တော်လိုက်ပြီးတော့ဖြည့်ဆည်းပေးနိုင်တယ်တို့လိုအပ်တာတွေကိုလည်းလိုက်ပြီးတော့လုပ်ပေးနိုင်တဲ့အတွက်ကြောင့်မို့မိဘရဲ့စီကနေပို့ပြီးတော့ကိုနှွေးထွေးမှုတွေခံစားရတယ်ချစ်ချင်းမြတ်တာပို့ပြီးတော့ခံစားရတယ်ပေါ့နော်နောက်ပြီးတော့ဒီကဒီမှာဗာပြီးတော့သိရှိလာရကျွန်တော်တို့ကမိဘတွေကိုဘလောက်ပဲဆိုးပေမမိုက်ဘလောက်ပဲဆဆဲပေါ့နော်မိဘတွေကကျွန်တော်တို့ကိုမမုံတီးပဲနဲ့အရန်ကိုချစ်ခင်မြတ်နိုးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တဝတန်ခန်းစာရလာမိဘမြတ်တာဆိုဘယ်တော့မှမကုန်ခန်းနိုင်ရတခုဆိုတာကျွန်တော်မောင်နှမနောက်နဲ့သိရှိနိုင်ရတယ်နောက်ပြီးတော့ဆဆဲကိုလည်းတမျိုးပြိုင်ပွဲတွေကိုပို့ပြီးတော့ကိုလုပ်ပေးစီချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမျိုးလုပ်ပေးချင်ပြမိသားစုတစ်ခုတည်းခုလည်းပို့ပြီးတော့ကိုစီလုံးမှုရမယ်ချစ်ချင်းမြတ်တာပို့ပြီးတော့ခံစားမယ်ဖြစ်တဲ့ကြောင့်မို့စိတ်ကျေးဇူးတင်ပါတယ်အဲ့ဒါကြောင့်မို့လည်းစိတ်ကျေးဇူးတင်ပါတယ်ဗျဖာသာနဲ့ဆစ်ဆဲတမီးတို့ကအစတုန်းကတော့မိဘတွေကိုအသုံးပြုပြီးဒီပြိုင်ပွဲမှာပေါ့နော်နိုင်အောင်လုပ်မယ်ပေါ့နော်ဒါပေမဲ့ဒီအမှန်တကယ်တော့ရိုက်လိုက်တော့မိဘတွေညံ့တာပေါ်ကအပြုံးလေးတွေရနဲ့ညီမတို့နဲ့အကိုတို့နဲ့ရင်ထဲမှာပေါ့နော်ခံစားသွားရပဲပေါ့နော်ဘာဖြစ်ဆိုတော့အရင်တော့ကမိဘတွေကိုကောင်းကောင်းမဆက်ဆံဘူးဒီတိုင်းသစိမ်းလိုမျိုးပေါ့နော်အဲ့လိုမျိုးပဲဆက်ဆံခဲ့တယ်ဒါပေမဲ့အခုကျတော့မိဘတွေရဲ့အပြုံးတွေ့ပြီးတော့တမီးတို့အခုသင်ခန်းစာအရန်ရေးကြည့်တဲ့သင်ခန်းစာလေးရပါပါတယ်ဘာလဲဆိုတော့မိဘရဲ့အချစ်ကားရဲ့အစနဲ့အဆုံးမရှိဘူးတဲ့ဆိုတော့တမီးတို့လည်းနားလဲသွားရပေါ့နော်ဒီမိဘတွေကတမီးတို့ဘယ်လောက်ချစ်လဲဆိုတာအားကြောင့်ဆဆယ်တို့အရန်ကျေးဇူးတင်ပါတယ်နောက်တစ်ခါလည်းဒီလိုမျိုးဟာလေးတွေလုပ်ပေးအောင်နော်တကယ်ရောပေါ့နော်တမီးတို့လည်းတမီးတို့မောင်နှမ3ယောက်လည်းတကယ်အရှိညီမလေးပြောခဲ့တယ်လို့ပဲနိုင်ကျင်စိတ်တစ်ခုနဲ့ဒီဗီဒီယိုရိုက်ဖို့လုပ်ခဲ့တာပေါ့နော်အဲဒီမရိုက်ခင်အထိရောဒီဗီဒီယိုအကြောင်းမသိခဲ့တဲ့အထိပါမိဘကိုလုတ်ပေးရကောင်းမှလည်းမသိခဲ့ကြဘူးသူတို့ပြောရင်ပြောတဲ့အတိုင်းလုတ်ပေးလိုက်ပြီးလို့ပဲထင်ခဲ့တာပေါ့နော်ဒါပေမဲ့ဗီဒီယိုတကယ်ရိုက်ပြီးတဲ့အချိန်မှာကူညီပေးလိုက်လို့မိဘရဲ့မျက်နှာကအပြုံးတွေကိုမြင်ရတယ်သူလှုပ်ချင်တာလေးတွေလှုပ်ပေးလိုက်တဲ့အချိန်မှာ
သူလည်းနှွေးထွေးသားလို့ကိုလည်းနှွေးထွေးသားရဆိုတော့တိလိုက်ရတဲ့အတွက်အများကြီးဝမ်းသာပါတယ်ပေါ့နော်ဒီနောက်ပိုင်းမှာလည်းပို့ပြီးတော့ကူညီပေးတဲ့အတွက်ကြောင့်မို့လို့အမေလည်းဒီရက်ဒီမှာပို့ပြီးတော့ပျော်လာတာကိုမြင်ရတယ်မြင်ရတဲ့အတွက်လည်းသမီးတို့မောင်နှမတွေအကုန်လုံးအယံဝမ်းသာရပါတယ်စစ်စစ်အဲကြောင့်စစ်စစ်တို့ကိုလည်းဒီပြိုင်ပွဲလုပ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် ဟိုဟာသမီးတို့ညီမ3ယောက်လဲပေါ့နော်ဒီပြိုင်ပွဲမှာရှင်ပြိုင်လာတဲ့အတွက်ပေါ့နော်သမီးတို့အိမ်မှာမေမေတို့ဖေဖေကိုလည်းကူညီရဲကူညီပြီးတော့မေမေတို့ဖေဖေကလည်းသမီးတို့ချစ်ချင်းနေမြတ်တာတွေသမီးတို့ပြရဲပေါ့နော်ပြီးတော့သမီးတို့ပို့ပြီးတော့ဒီတော်တင်မှာပေါ့ခံစားရလဲလေးဆိုတော့မေမေနဲ့ဖေဖေရဲ့ချစ်ချင်းလည်းသမီးတို့ပို့ခံစားရတယ်ပြီးတော့သမီးတို့ရဲ့မိသားစုလည်းပေါ့နော်အိမ်ရထက်ပို့ပြီးတော့နှွေးထွေးမှုရှိလာတယ်လည်းသမီးတို့ခံစားရတယ်ပေါ့နော်ပြီးတော့ဒီလိုပြိုင်ပွဲစီစဉ်လုပ်ပေးရ sister ကိုလည်းကျေးဇူးတင်တယ်ပြီးတော့သမီးတို့ညီမ3ယောက်လုံးတီးလိုက်တဲ့ပေါ့နော်သင်ခန်းစာကလည်းဟိုမိဘရဲ့မြတ်တာပေါ့နော်ဘယ်တော့မှမကုန်ခမ်းဆိုတော့လည်းသူတို့သိရှိလိုက်ရယ် sister ကိုကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပေါ့နော်အခုလိုမျိုး sister တို့အခုဒီလိုမျိုးပြန်ပွဲလုပ်ထားတဲ့အချိန်မှာဒါတို့မျိုးလည်းပုံလုံးပေါင်းလို့ပေးထားတဲ့အတွက် sister ကအားလုံးကျေးဇူးတင်ပါတယ်ပြီးတော့ဒါတို့မျိုးရဲ့ video file လေးကိုစစ်စစ်မှာကြည့်လို့နော် Viber မှာပို့ Telegram မှာပို့ရပါတယ်နော်ဒီမှာစစ်စစ်ရတယ်ညာပြောနေကဲလူကျုပ် sorry လူကျွန်တော်ပြောမှာလား ဟုတ်တယ် Oh sorry guys sorry အားမပြောနဲ့ ဒါလည်းညောင်းနေတယ်ဒါလည်းနည်းနည်းပါ